ချစ်ရွှာပေးနေတဲ့ပရိသတ်တို့မင်္ဂလာပါ2026 February 6 ရက်နေ့တောက်ကြနေ့ဒီနေ့တာလက်နေရက်ကအရှိရက်စန်းတီယာရက်ကတောင်ရက်ရံပေါ်ရရက်ကအနောက်ရက်တို့ဖြစ်ကြပါတယ်မူလဆန်းရှင်တဲ့ကကအတ္တတမြတ်ဖြစ်တယ်ဘေးတော်ရာသီမှာကြာသာပတိတို့နောက်ပြန်သွားနေတယ်တင်ရာသီမှာကိတ်တို့ရှိတယ်ကံရာသီမှာတနည်းလာချိုရှိမကာရရာသီမှာတနည်းငွေချိုအင်္ဂါတို့တည်ရှိပြီးတော့ဒီနေ့မကာရရာသီမှာတည်နေတဲ့သောကြံချိုဟာကွန်ရာသီကိုကူးပြောင်းပြီးတော့ကွန်ရာသီထဲမှာဗုဒ္ဓကျိုသောကြံချိုနဲ့ရောက်ကျိုတို့ကျိုသုံးလုံးတပြိုင်တည်းထည့်ပူးတယ်ထူးခြားတဲ့ပြောင်းလဲမှုဖြစ်စဉ်တွေများနေတယ်မေယာဒီမှာစနေကျိုတည်တယ်မိသားရာသီဘွားတွေအတွက်ကတော့ကောင်းတဲ့ကံနဲ့တိုးတက်တဲ့ကံတွေပေါ်ပေါက်ပြီးတော့အရာရာအောင်မြင်အောင်ဆောင်နိုင်တဲ့အခွင့်အရေးကောင်းတဲ့တိုးတက်မှုကိုရနိုင်တယ်မနေ့စနေ48ကနေနေ့တနေ့7မိနစ်အတွင်းရာရာဆင်ပြေသွားမယ်မိသားရာသီဘွားတွေမှာတော့အခက်အခဲတွေနဲ့ထိတ်တိုက်တွေ့မယ်ဒါပေမဲ့ကာကြီးခဝေသဟာပါတဲ့သူတွေနဲ့ပူပေါင်းလုပ်တဲ့လူတွေကစိတ်နောက်စိတ်ရှိတတ်တယ်နေ့တနေ့ခွဲနောက်ပဲရာရာတတိနဲ့ဆင်ခြင်တော့ရမယ်မေထောရာသီဘွားတွေအတွက်တပ်ပွင့်ခြင်းကံပွင့်ခြင်းလိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းရည်ရွယ်ချက်အောင်မြင်ခြင်းတွေရှိမယ်ပေါ်ပေါက်လာတဲ့ခွင့်ရတွေကိုလက်တွေ့သုံးချပြီးတိုးတက်မှုကိုရမယ်နေ့တနေ့ခွဲနောက်ပဲထူးချိုးပေးခြင်းနဲ့ကံမြမခြင်းတွေရှိမယ်ကရကရာသီဘွားတွေအတွက်စာဝိဆန္ဒငွေကြေးလက်ပြောင်းတဲ့အတွက်တတိထားရမယ်အင်္ဂါနေ့ဝိသုများနဲ့ထိတ်တဲ့ရင်ဆိုင်ပြဿနာဖြစ်တတ်တဲ့ပြဿနာကြီးကျယ်တော့သွားအခြေထက်ခံရတဲ့သတိရှိပါနေ့တနေ့ခွဲနောက်ပဲထူးသတိထားရမယ်တင်ရာသီဘွားတွေအတွက်ကတော့ထူးခြားတဲ့ကံကောင်းခြင်းလိုရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းအောင်မြင်ခြင်းတွေရရှိမယ်ဒါပေမဲ့မှာအာဟုဆဆညာပါသူများနဲ့ပူးပေါင်းတဲ့လုပ်တရားကြိုးပေးမယ်နေ့စရနိုင်တော့ပဲထူးကောင်းတယ်ကံရာသီဘွားတွေအတွက်ပေါ်ပေါက်လာတဲ့ခွင့်ရတွေကိုတက်တွေ့သုံးချပြီးဘဝတိုးတက်မယ်ဝေကျေးလက်တာပါကံကောင်းမယ်အောင်မြင်မှုလမ်းကြောင်းရှိမယ်မနေ့9နိုင်နဲ့10နိုင်ခွဲကြာနေ့တနိုင်7မိနစ်ကနေညနေ3နိုင်36ကြာမှာပေါ်လာတဲ့အခြေအနေတွေကကိုယ့်အတွက်ကောင်းမှုအခြေအနေတွေဖြစ်တူရာသီဘွားတွေမှာသူများပြဿနာကိုပြဿနာဖြစ်တတ်တယ်စိတ်နှောက်ယှက်ဖြစ်တတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲအတွင်းမှာတစ်ချိန်ထူးခြားတဲ့ကောင်းခြင်းကံရှိတယ်ည6နိုင်တော့ပဲသွားလာပြုဆက်ရမယ်ဒိဋ္ဌာရာသီဘွားတွေအတွက်အလုံးစုံကံကောင်းခြင်းဆင်ပြေခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိမယ်ရှင်မသားသည်များလက်တွေ့ကောင်းတဲ့ပေါ်ကြိုးပေးနိုင်တယ်ဇာတာပတိနဲ့ဗုဒ္ဓနဲ့ဝေစုတွေကောင်းကြိုးပေးမယ်နေ့စနိုင်တော့ပဲထူးခြားတဲ့ကံတက်လန်းတဲ့ဘဝတက်လန်းကိုကြောက်တယ်ဓနုရာသီဘွားတွေမြေတိုင်ကံကောင်းမယ်မေကောင်းဆွေကောင်းထပ်ဖို့ရမယ်ရှင်မချက်အောင်မြင်မယ်ငွေချင်းကိစ္စလုပ်ငန်းကိစ္စဆင်ပြေမယ်နေကတနိုင်ခွဲတော့ပဲရာရာကောင်းတယ်မကာရရာသီဘွားတွေမှာစိတ်နှောက်ယှက်များမယ်သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်နှောင့်နေမယ်မနေ့9နိုင်နဲ့10နိုင်ခွဲကြာနေ့7နိုင်နဲ့နေ့တနိုင်ကြာအလုံးစုံကောင်းခြင်းနဲ့တိုးတက်ခြင်းတွေရှိတယ်ကိုယ်ရာသီဘွားတွေမှာတော့တနေ့လာနေဝိသူများကြောင့်စိတ်ပင်ပန်းသူပင်ပန်းဖြစ်တတ်တယ်ဝေကြေးကိစ္စတွေစိတ်ပင်ပန်းစရာတွေဒီပြည့်ရုပ်ရော့ဆင်ပြေသွားမှာပါနေ့တနိုင်ခွဲကနေညနေ3နိုင်တွင်မှာပေါ်လာတဲ့ခွင့်ရတွေကိုလည်းလက်တွေ့သုံးချနိုင်ပါတယ်မေယာဒီဘွားတွေအတွက်ရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုရှိတယ်ရှင်မချက်တွေကိုရှေ့တိုးလောက်ကင်၍အထူးချိုးပေးတဲ့နေသားနဲ့တိုးတက်တဲ့ကံတွေရှိနေ့စနိုင်တော့ပဲထူကောင်းပါတယ်ဒီနေ့တာကာလအတွင်းအပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုသုံးပြီးလိုရှိအကိစ္စဆောင်ရွက်ပါသွားလာစဉ်သားမှတွေ့တဲ့ဒုက္ခပုဂ္ဂိုလ်တို့ကိုဒုဒါနပြုပေးပါကျေးဇူးတင်ပါတယ်